ရဲ့ကုန်ဆုံးနေအချိန်များတရွေ့ရွေ့နေပြောင်းမြဲခရစ်တော်မိမကဲစကားသာအချိန်တိုင်းကြာနေကိစ္စမဲလောကကြီးရဲ့ဖြတ်သန်းခြင်းပြောင်းဆုံးသောဝိညာဉ်များစွာရှိသည်ဆုံးတိုင်းရှောင်းလန်းလို့တရားများလဲရစေအောင်ကဲတင်ခြင်းချမ်းကိုကဘာလူသားတိုင်းသိစေမယ်ကိုယ်တော်အတွက်ဆုံးလို့စားလာဖြစ်ရမယ်ကုန်ဆုံးနေအချိန်များတရွေ့ရွေ့နေပြောင်းလဲခရစ်တော်မိမကဲစကားသာအချိန်တိုင်းကြာနေကိစ္စမဲလောကကြီးရဲ့ဖြတ်သန်းခြင်းပြောင်းဆုံးသောဝိညာဉ်များစွာရှိသည်ဆုံးတိုင်းရှောင်းလာလို့